ခေလန်တို့ရတဲ့ဒါလေးကမိဖို့ကြောင်လေးပေါ့နော်ခေလန်တို့တဲခဲ့တဲ့တဲနေတယ်ပေါ့နော်အခုတော့ပြီးသွားပြီဆိုတော့နေ့ကညတဲတာပါဒီနေ့တော့ပြန်မှာပါရှင်တော်လေးရဲ့ရှုပ်လေးပါနဲ့ဒါတော့ထဲမှာနည်းနည်းတော့ရှုပ်ပွားနေရပေါ့နော်ဒါတော့ဟိုပါခင်ဗျားတို့ဒါပြီးသွားပြီဆိုတော့နည်းတော့ရှုပ်နေပါဒါခင်ဗျားတို့ရဲ့ runner လေးရှင်ဒါကြတော့အိတ်ခမ်းဆိုပေမဲ့ဟိုမှာတခမ်းပါပြီအထဲမှာတော့တို့ပုံဆောင်နေပေါ့နော်ဒါတော့ပုံမတရားတွေဆိုလို့ရှိရင်ဒီမှာကဟိုပါသေးတယ်အဝှော်ဆက်တွေပါသေးတယ်ဝှော်ဆက်မှာနှလုံးပါတယ်ဒါဘာလဲမသိဘူးဒါတော့ပိတ်ထားတယ်ပြီးတော့ဒါကြီးကအဲကန်ဆို2ခုရှိပါတယ်ကိုယ့်ဘက်မှာလည်းအဲကန်မ TV နဲ့ပေါ့နော်အဲကန်ဒါကအဲကန်ရှင်တော်လေးအောင်နောက်ကလိုက်ရှုပ်နေပါတယ်ဒါမှ runner တစ်ခုဒီက view နဲ့ဟိုဘက်က view နဲ့မတူဘူးပေါ့နော်ဒါမှ runner တစ်ခုပါပြီးတော့ဒါလေးကခုံလေးဒါတော့ထမင်းစားစပွဲပေါ့နော်ဒါတော့ကြောက်ဖျားမြစ်ကိုမြင်နေရတာပေါ့နော်အခုဘယ်မှာတခြားအနိကဒီလိုပြရင်တော့မြင်ရ Is that Christmas? ဒါ Asiatic ပေါ့နော်အဝိုင်းလေးอ่ะ Look at Christmas. And now I was doing our Christmas over here. နာသမီးလားပြုတ်ကြမလား Okay. ထဲဝင်မယ်ဒါရင်ဒါရှန်နွားရဲ့မမကကြတော့ဒီဘက်ခန်းထဲမှာဒါတုခန်းဒီဘက်မှာလည်း runner တစ်ခုပေါ့နော်ဒီ runner ကဟိုဘက်နဲ့တော့ဒီမှာဖွင့်နေတော့ပိတ်ထားလိုက်ပြီနည်း view တူတယ်ပြောရမှာပေါ့နော်သူ့ရဲ့ရေချိုးကအင်တာကဒီဘက်မှာတက်တက်ရှိပါတယ်ဒီမှာရေချိုးကအင်တာတက်တက်ရှိပါတယ်ဆိုတော့ဒါခင်ဗျားတို့ရဲ့အထုပ်တွေကတော့ဟိုမှာပါဒီရည်နေပါတယ်တပုတ်ရိုက်ပြီလားဆိုတော့ကြဲကြီးပဲပေါ့နော်အားလေးကိုပြတ်ပြရပါသမီးလေးတက်လောက်လိုက်ပါတတာ